ကဲ2025လဲကုန်တော့မယ်ဆိုတော့နောက်နှစ်2026မှာတစ်နှစ်ပတ်လုံးအကျိုးရှိအောင်ကိုယ့်ရဲ့ better version ဖြစ်အောင်လို့လိုက်လုပ်လို့ရမယ့်ဆယ်ချက်ကိုဒီဗီဒီယိုမှာပြပြပေးပါမယ်ဒီဗီဒီယိုမှာပြောမယ့်ဆယ်ချက်ကလူတိုင်းကြားဘူးတဲ့ရိုးရှင်းတဲ့အချက်တွေမဟုတ်ဘဲနဲ့အခုခေတ် social media ပေါ်မှာမြင်နေရတဲ့ပြဿနာတွေရပြီဆိုကြရင်စဉ်းစားထားတဲ့ tips လေးဖြစ်တဲ့ဒီဆယ်ချက်ကိုလိုက်လို့ရှိရင်နောက်နှစ်2026မှာကိုယ့်အတွက်ကောင်းမွန်တဲ့အပြောင်းလဲအများကြီးဖြစ်သွားနိုင်တယ်ကိုယ့်ရဲ့ personal growth အရာရောကိုယ့်ရဲ့ပျော်ရွှင်မှုအပိုင်းရောဘဝကိုရောင်းရဲကျင့်တဲ့နိုင်မှုအပိုင်းတွေရောဒါတွေအကုန်လုံး cover ဖြစ်မဲ့ဆယ်ချက်ကိုထည့်ပေးထားပါတယ်ဒီဗီဒီယိုအဆုံးထိကြည့်သွားပြီးတော့ဒီဆယ်ချက်ထဲမှာပဲချက်ကကိုယ့်အတွက်အလိုအဆုံးဖြစ်နေလဲဆိုတာကိုစမ်းစစ်ကြည့်လို့ရပါတယ်ပထမဆုံးအချက်အနေနဲ့စပြောမယ်ပေါ့နော်ပထမဆုံးချက်ကတော့ set anti goal ပေါ့နော်မိတို့ဆိုလို့ရှိရင်ဒီနှစ်အစအတွက်ဆိုလို့ရှိရင် goals တွေချကြရမလားဒီနှစ်ကုန်လို့ရှိရင်ဘယ်လိုမျိုးဖြစ်ချင်လဲဘယ်လောက်တော့ရချင်လဲဘယ်အနေထားမှာတော့ရောက်ချင်လဲဒါပေမဲ့တစ်ခါလေကြာရင် goals တွေချလာနေရချင်မှရရလေနော်ဥပမာဆိုလို့ရှိရင်ပြောမယ်ဆိုရင်ဆောင်းပွဲမှာအမှတ်ပြရချင်တယ်လို့ပေါ့ချလိုက်တဲ့ထားပါတော့အဲ့ဆိုအမှတ်ပြရချင်မှရမယ်ပေါ့နော်အလွဲချော်မှားတာတွေရှိနိုင်သေးတယ်အဲ့ဒါကြောင့်မလို့အရင်ဆုံးဘယ်လိုမျိုးချလဲဆိုရင်ဂုဏ်နုမှတ်တော့ရရမယ်ပေါ့နော်80ထက်တော့ကျော်ရမယ် A+ တော့ရရမယ်အဲ့လိုမျိုးအရင်ဆုံးချလိုက်ပေါ့နော်ဒီလိုပဲတစ်နှစ်တာလုံး goals တွေချတဲ့အခါမှာလည်းဥပမာ financial ရချမယ်ဆိုလို့ရှိရင်လည်းဒီနှစ်မှာဘယ်လောက်ရှာချင်လဲဒါပေမဲ့အဲ့လိုမျိုးအကြီးတွေးလိုက်တာထက်ကွာဒီနှစ်မှာတော့ဘယ်လိုမျိုးအသုံးစိတ်တွေဘယ်လိုမျိုးကာမိအောင်ဘယ်လိုမျိုးစုမိအောင်လုပ်မယ်ဆိုပြီးတော့မဖြစ်ချင်တဲ့ goals တွေအရင်ဆုံးချရေးလိုက်မယ်ဥပမာသူများရဲ့ထက်နောက်ကျမကြံခဲ့ခြင်းဘူးပေါ့နော်ကိုကအများကြီးမတွေးဘူးဆိုရင်တော့နောက်ကျမကြံခဲ့ခြင်းဘူးစိတ်လည်းအမြဲမကြခြင်းဘူး motivation လည်းအမြဲတမ်းမလိုအပ်ခြင်းတွေပေါ့နော် motivation တွေအမြဲတမ်း like ရှာမနေခြင်းဘူးအဲ့လိုမျိုးမဖြစ်ခြင်းတဲ့ပုံစံကိုသိထားလို့ရှိရင်အဲ့ဒီ level လေးရအောင်စူးစမ်းနိုင်မှာဖြစ်တယ်နောက်တစ်ခုကကျတော့ stop comparing your behind the scenes to their highlight reel ပေါ့နော်မိဆိုတော့ကိုယ့်ရဲ့ behind the scenes ပေါ့နော်ကိုလောက်ရတဲ့ကိုဖြစ်နေတဲ့အနေထားကိုပဲတည်ရကွာဒါပေမဲ့သူများတွေ social media ပေါ်ဟာနဲ့ like ပြီး compare လုပ်မိတတ်ကြတယ်ပေါ့နော်social media ကကိုလိုပဲ highlight ပေါ့နော်ပျော်တာကိုပဲတင်တာကိုမပျော်တာတွေအစင်မပြေတာတွေမတင်ဦးမှာဆိုလို့ရှိရင်နိုင်ငံခြားသွားကြရထားပါတော့နိုင်ငံခြားရောက်သွားလို့အပြင်တွေသွားလာနေတာကိုပဲတင်ကြတယ်တကယ်ရုန်းကန်နေတဲ့ဟာတွေဘယ်သူမှအဲ့လိုမတင်ကြဘူးပေါ့နော်အဲ့တော့နိုင်ငံခြားသွားတဲ့သူတွေကိုထပ်ပို့ပြီးအဆင်ပြေနေတဲ့သူတွေကိုသူတို့ရဲ့ highlight လေးကိုပဲလိုက်ကြည့်မယ်အစားပေါ့နော်ကိုယ့်ရဲ့ behind the scene ကိုတကယ်ကြုံနေရတဲ့အရာနဲ့ compare မလုပ်ပါနဲ့သူတို့ရဲ့ highlight ကိုပဲလိုက်ကြည့်နေမယ်အစားသူတို့လောက်သွားတဲ့ဟာတွေပေါ့နော်သူတို့ဘယ်နေရာရောက်နေပြီဆိုလို့ရှိရင်သူတို့ဆီက landing လုပ်လို့ရမယ့်အရာလေးကိုပြန်ပြီးတော့သင်ယူပါဘယ်တော့မှသူများတွေ highlight ကိုကြည့်ပြီးတော့ compare လုပ်ဖို့မကြိုးစားနဲ့ပေါ့နော်အဲ့ဒါဆိုရင်ကိုယ်စိတ်ကိုပို့ပြီးတော့ညှင်းဆဲနေတယ်လို့ပဲဖြစ်တယ်သူတို့မှလည်းသူတို့ရဲ့စမှတ်မတူဘူးကွာလူတွေမှလည်းစမှတ်မတူဘူးကိုယ်မှရှိတဲ့ resource တွေမတူငွေကြေးအရာရောဒီကိုယ့်ရဲ့ရောက်နေတဲ့နေရာတို့မိဘက support လုပ်နိုင်မှုတွေပါမတူအဲ့တော့ကိုယ့်ရဲ့အနေအထားလေးနဲ့ပဲကိုဖြစ်ချင်တဲ့ goals ကိုပဲရအောင်တွားလို့ရတယ်အဲ့ဒါကြောင့်မို့လို့ကိုယ့်ရဲ့ behind the scene နဲ့သူများရင်တော့ပြီးတော့မနိုင်နဲ့ပေါ့နော်နောက်တစ်ခုကကျတော့ practice information diet ပေါ့နော်မိဆိုတော့ဒီ weight ချကြလို့ရှိရင် diet လုပ်ကြရမလားဒီကကျတော့ information diet လို့နာမည်ပေးခြင်းနဲ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဥမာ junk food တွေပါစားလို့ရှိရင်ခန္ဓာကိုယ်တက်လည်းမကောင်းဘူးအဲ့လိုပဲဒီ information တွေကလည်းများတိုင်းမကောင်းဘူး social media မှာတွေ့နေရတဲ့ပွဲတွေနောက်ကသူများရဲ့အသင်အဖြစ်နေမှာ celebrity သတင်းတွေဆိုလို့ရှိရင်ကိုတီးလိုက်ရလို့ဘာမှလည်းဖြစ်မသွားဘူးပေါ့နော်အဲ့တော့ဒီလိုမျိုးသတင်းတွေကိုပဲနေတိုင်းမြင်နေဆိုလို့ရှိရင်စိတ်ကနေထိုင်နေအောင်မကြည့်တော့ဘူးပေါ့နော်ဥမာဖုန်းတွေပါလေ AI လဲပြီးသုံးနေဆိုလို့ရှိရင်လည်းဒီလိုမျိုးစိတ်မကြည့်ဖြစ်တဲ့လိုမျိုးပဲပေါ့နော်ဒီလိုမျိုးကိုယ့်အတွက်အကျိုးမရှိမဲ့အရာတွေအသုံးဝင်တဲ့ post တွေဆိုရင်ကြော်သွားလိုက် blog ရာမျိုးလုပ်ပြလိုက်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ attention ကလည်းတကယ်အရေးကြီးရယ်ကို attention ပေးမိတဲ့သူကကိုယ့်အတွက်အကျိုးရှိမဲ့အရာဖြစ်ဖို့လို့ရပေါ့နော်အဲ့ဒါကြောင့်မလို့ဒီ information diet ဆိုတာလေးကိုကျင့်သုံးကြဖို့ပြောချင်ပါတယ်။အဲဆိုဒီဘက် K နောက်ပိုင်းအရင်ပြောမှဆို noise စူညံတယ်ပေါ့နော်။သိစရာတွေပါတယ်အများကြီးများတယ်အဲ့တော့ဒီကိုယ့်ရဲ့ boundary လေးနဲ့ကိုသိစရာ information လေးတွေပဲလိုက်ပြီးကြည့်ကြမယ်ပေါ့နော်။ဆိုတာ2 minute rule ဆိုတာမရှိရတယ်เนาะဒီကိုတည့်ရဲ့ information တခု2 minute လောက်ပဲကြာလို့ရှိရင်အဲ့ဒါ offline လုပ်လိုက်ပေါ့နော်ဥမာ
ဒီမေကွန်လေးနဲ့အမအေးအောင်မေးလိုက်လို့ရှိရင်ဘယ်လိုမျိုးအကျိုးရှိမယ်ဆိုတော့အဲ့ဒါတကယ်တော့မေးကြည့်လိုက်တကယ်အဲ့ဒါကို save လုပ်ထားမယ်ဆိုတော့မေးကြည့်လိုက်အဲ့ဒီအပြင်ကို့မှာရှိတဲ့အရာလေးနဲ့စပြီးတော့လုပ်လို့ရတယ်ပေါ့နော်နံပါတ်5အချက်ကကြတော့ live in the moment not the screen ပေါ့နော်ဖုန်းသုံးများရဲ့ပြဿနာဒီနောက်ပိုင်းမှာတော်တော်ဆိုးလာရပေါ့နော်ဒီဆက်ရတဲ့အနေနဲ့လည်းဖုန်းတွေပါတွေပဲအသုံးများကြရကွာအဲ့တော့ဒီစပြီးပြောင်းလဲစေချင်တာပေါ့နော်ကိုယ့်ဘဝကိုဒီဖုန်း screen မှာပဲမနေဘဲနဲ့တကယ် moment မှာနေစေချင်တာပေါ့နော်ဟိုမှာအဖေအမေနဲ့ညလာစားနေရဆိုလို့ရှိရင်သူတို့နဲ့တခြားလေး quality time နဲ့ကုံဆုံးလိုက်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့အဖေအမေနဲ့ကဒီဇွဲဝိုင်းတစ်ခုထဲမှာထိုင်နေကိုယ်စိတ်က notification တစ်ခုထဲမှာရောက်နေရဆိုလို့ရှိရင်နေရတာမတန်တော့ဘူးလေနော်အဲအကြောင်းမို့လို့ကိုယ့်ရဲ့အချိန်ကိုတန်အောင်လို့ပေါ့နော်ဒီ moment မှာပဲနေစေချင်တယ်ဒီဖုန်းတစ်ခုထဲနဲ့ကိုယ့်ဘဝကိုလို့ကုံဆုံးမနေစေချင်ဘူးပေါ့နော်နောက်ကနံပါတ်6က curate your feed ပေါ့နော်ဒီ new feed မှာကိုယ့်အတွက်အကျိုးမြတ်ရမယ့် page တွေ inspire ယူရမယ့်အရာတွေဥမာစိတ် agency လေးပဲထားလိုက်ပေါ့နော်အခုအပေါ်သတင်းတွေပွဲတွေအဲ့ဒါတို့ကြောင့် not interested လုပ်ပြလို့ရတယ်နော် Facebook တို့ဘာလို့အဲ့လိုမျိုးလုပ်ပြလိုက်အဲ့တော့ကိုယ့်ရဲ့ဒီ new feed ကလေကိုယ့်ရဲ့စိတ်ဝင်စားတဲ့အရာလေးတွေနောက်တစ်ခုကကျတော့ကိုယ့်ရဲ့ goals တွေရောက်မဲ့အရာလေးတွေပဲပြည့်နေဖို့လိုတယ်မဟုတ်လို့ရှိရင်ဒီကိုကဒီပုံမှာပဲလိုက်ကြည့်ပြီးတော့ကိုယ့်ရဲ့ဘဝတိုးတက်ကြအောင်ရောက်တော့မှာမဟုတ်ဘူးပေါ့နော်အဲစကားမဆက်ဒီလိုမျိုးအကျိုးရှိ tips တွေ AI tips တွေ site tips တွေကိုတင်ပေးနေရမီဆို page ကို follow လုပ်ထားလို့ရတယ်။အဲ့ဒီအပြင်ကိုယ့်ရဲ့ new feed မှာပေါ့နော်ကောင်းတဲ့အရာလေးတွေတိုးတက်စေမယ့်အရာလေးတွေပဲမြင်နေအောင်လုပ်လို့ရပါတယ်။နောက်တစ်ခုကကျတော့ number 7က declutter your digital space ပေါ့နော်ဒီဖုန်းထဲမှာကဝယ်မယ်ဆိုပြီးစုထားတဲ့ပုံတွေ screenshot တွေနောက်တစ်ခုကကျတော့မသုံးပြတဲ့ application တွေမသုံးပြတဲ့ website link တွေမှာ screenshot တွေစုထားတဲ့အကုန်လုံးကိုမလူရာကိုဖြတ်ပလိုက်နှစ်မကုန်ရင်အဲ့အရာတွေကိုလည်းအကုန်လုံးဖြတ်ပလိုက်အဲ့ဆိုလို့ရှိရင်တော်တော်ကောင်းချင်တဲ့ဖုန်းတော့ပြီးဆိုလို့ရှိရင်တခုခုဖြတ်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီကကောင်းရှင်းသွားအဲ့ဒါတော်တော်ကောင်းတယ်ပေါ့နော်မဟုတ်လို့ရှိရင်ကိုဖုန်းနဲ့မှာကွာမသုံးတာတွေပဲပြည့်နေပြီတကယ်လိုရတဲ့ဟာတွေကရောက်ပြီးတော့မလာနိုင်ဘူးပေါ့နော်အဲ့တော့မလိုရတဲ့ဟာတွေချင်းပြစ်လိုက်အရင်တော့ပုံတွေတို့မလိုရတဲ့ screenshot တွေအကုန်လုံးရှင်းလင်းနေအောင်ထားလိုက်ပေါ့နော်နောက်နံပါတ်8ကကျတော့ define your one things ပေါ့နော်ဒီဖတ်လိုက်ရတဲ့စာလေးကကျတော့လေpriority ဆိုတာတဲ့အများကြီးမရှိဘူးတဲ့အဲ့လိုမျိုးပဲကွာမျိုးဆိုလို့ရှင်လှုပ်ချင်တာကြီးများရမလားဒီကလည်းလှုပ်ချင်တယ်ဟိုကလည်းလှုပ်ချင်တယ်ဟိုကလေးကလည်းတင်ချင်သေးတယ်အဲ့လိုမျိုးဖြစ်နေမတိုးတက်ဘူးကွာအခုလည်းအဲ့လိုမျိုးမျိုးဆိုလို့ရှင်ကြုံနေရတယ်ပေါ့နော်ခြေကားလက်ကရအဲ့လိုမျိုးဖြစ်နေရပေါ့နော်အဲ့ကြောင့်မလို့ကိုလိုချင်တဲ့ one things တစ်ခုတွေကိုပဲ define လုပ်ထားကွာဒီနှစ်မှာပဲ goals ကိုရချင်တယ်နောက်ထပ်အရင်အနေနဲ့ထားရင်တော့နှစ်ခုလောက်တော့ထားပေါ့နော်ကဲအဲ့ဒါကြောင့်မို့လို့နောက်နှစ်မှာပေါ့နော်ကိုပွားတယ်တကယ်ပြောင်းလဲဖြစ်မဲ့အရေးကြီးဆုံးတစ်ခုတွေကိုပဲအာရုံစိုက်ပြီးတော့အဲ့တစ်ခုတွေကိုပဲ focus ထားပြီးတော့သူ့အချိန်များဆုံးပေးပြီးတော့လုပ်ပါကိုကဒီ goals ကိုရောက်ချင်တယ်ဆိုလို့ရှိရင်အဲ့ဒီ goals ကိုရောက်မဲ့အရာကိုပထမဆုံးဦးစားပေးလုပ်ပါနောက်ကြမှာကိုစိတ်ဝင်စားတဲ့အရာတွေကိုလုပ်ချင်တဲ့အရာတွေကိုစမ်းပြီးတော့လုပ်ပါအမြဲတမ်းကိုယ့်ရဲ့ဖြစ်ချင်တဲ့တစ်ခုတည်းသောအရာရှိနေမှရမှာပေါ့နော်အဲ့ဆိုရင်နံပါတ်9ကိုတော့မယ်နောက်တစ်ခုကျတော့ journal your thoughts journaling လုပ်ဖို့ပြောတာပေါ့နော်နေ့တိုင်း journaling မလုပ်ချင်ဘူးစာအုပ်ထဲမှာချမရေးချင်ဘူးဆိုရင်တော့မှအကောင့်ထဲမှာအတွေးတွေရှုပ်နေတဲ့အခါတိုင်းကိုယ်မှာစိတ်ပူပန်စရာတွေများတယ်ပြီးတော့လှုပ်ချင်တာတွေများဆိုအဲ့လိုမျိုးအရင်ဆုံးချရေးလိုက်ချရေးပြီးတော့ကိုဒီလိုမျိုးအတွေးရှုပ်နေဘယ်လိုရှင်းရမလဲအဲ့လိုမျိုးတွေချရေးလိုက်လို့ရှိရင်ကို့မှာခေါင်းထဲမှာရှိနေတဲ့အရာတွေကစာအုပ်ပေါ်ရောက်သွားတဲ့အတွက်ဘယ်လိုမျိုး transfer လုပ်လိုက်တဲ့အတွက်ကို့ခေါင်းထဲမှာပေါ့သွားတာတကယ်လဲစမ်းလုပ်ကြည့်ပေါ့နော်လုံးနေကြသေးဆိုရင်သိမှာပါဒါမျိုးbrain dump လုပ်တဲ့သဘောပေါ့နော်လုပ်ရမယ့်အရာတွေအကုန်လုံးအရင်ဆုံးချရေးလိုက်ချရေးလို့ရှိရင်ဒီနေရာမှာကိုယ် save လုပ်ပြီးသားဖြစ်သွားပြီဆိုတော့မေးတော့ဆိုတာသိရအဲ့တော့ကို့မှာရှိတဲ့ anxiety တို့ pressure တို့ကတော်တော်ကျတယ်ကွာအားကြောင့်မလို့ကိုယ့်ရဲ့ window ဘိုးတွေကြာသွားခြင်းလို့ရှိရင်ခေါင်းလေးရှင်းသွားခြင်းလို့ရှိရင်ဒီ journaling လုပ်တဲ့အလေးချင်းလေးကိုလုပ်ကြည့်ပါနေ့တိုင်းမလုပ်နိုင်ရင်တော့မှခေါင်းရှုပ်တဲ့အခါတိုင်းကိုလုပ်ကြည့်ပါနောက်ထပ်တစ်နှစ်မှာဒီမွေးမြူရမယ့်အကျင့်ဒီအကျင့်လေးလဲပါစေခြင်းနဲ့ပေါ့နော်နောက်ဆုံးတစ်ခုကကျတော့ forget yourself လို့ပေးထားတယ်နောက်ဆုံးတစ်ချက်ကျတော့ခွင့်လွှတ်လိုက်ဖို့ပေါ့နော်ဒီတစ်နှစ်တာလုံးမှာအများကြီးစူးစမ်းခဲ့ပြီးအမားကြီးလည်းအများကြီးလုပ်ခဲ့မှာပဲကိုယ့်ရဲ့အမားတွေနောက်တစ်ခုကကိုအားနေချက်တွေကိုအားမလို့အားမရဖြစ်တာတွေအဲ့ဒါတွေကိုကိုအပြစ်မတင်ဘဲနဲ့ခွင့်လွှတ်ဖို့ပေါ့နော်ဒီမီဆိုနားထောင်တဲ့ဒီ Oxford ဆရာရဲ့တရားတွေမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ကိုပေါ့နော်ကိုယ့်ရဲ့တူရသောရင်သွေးလေးလို့ဂိယူနာတက်ဖို့ပြောတယ်ပေါ့နော်ကိုလည်းအများကြီးပင်ပန်းခဲ့ရပဲကိုကတခြားသူကိုပဲချစ်ဖို့ခြားသူတွေကိုပဲခွင့်လွှတ်ဖို့ကြိုးစားနေလို့မရဘူးပေါ့နော်ကိုလည်းပို့ပြီးတော့ချစ်ကမယ်အဲ့ဒါလိုပဲကိုမအမားတွေအများကြီးလွန်ကိုခွင့်လွှတ်ရမယ်ပေါ့နော်ကိုကလည်းတကယ်တော့တနာစရာကောင်းပါတယ်ကိုတနေ့တာလုံးလည်းစူးစမ်းခဲ့ပြီးဒါပေမဲ့ကိုရိုင်းကိုအပြစ်ပြန်တင်နေဆိုလို့ရှိရင်သူများတွေကလည်းအပြစ်တင်အောင်မှာကွာအဲ့တော့ကိုတော့အပြစ်မတင်နဲ့တော့ဒီကနေမှရမယ်သင်ခန်းစာတွေကိုအဲ့ဒါတွေကိုပဲယူလိုက်ပေါ့နော်အမေဆိုလို့ရှိရင်မားတဲ့အမားတွေဥမာဆောင်းမှာမားတဲ့အမားတွေဆိုလို့ရှိရင်စားပေါ်မှာခြာရည်မင်းကြီးနဲ့ခြာရည်ထားတယ်ပေါ့နော်အဲ့ဆောင်မှာပြန်ဖြီးလို့တော့မရတော့ကွာဒါပေမဲ့ကိုcomfort လုပ်တာပေါ့နော်ဒီနေရာကနေ
ဘာ lesson ယူလို့ရမလဲဆိုပြီးတော့ပေါ့နော်တနေ့တာမှာကိုကြုံရတဲ့အမားလေးတွေစိတ်မကြည်စရာလေးတွေအစခုနအပေါ်ပြောတဲ့ journey လေးချရေးပြီးတော့အဲ့ရနေ lesson လေးယူလိုက်ပေါ့နော်အဲ့ဒါကိုအတွက်တန်လဲတန်နေမှားရတာတန်နေပေါ့နော်အဲ့ဒါကြောင့်မလို့နောက်ဆုံး channel နဲ့ဒီနှစ်ကအမားတွေကို reflect လုပ်ပြီးတော့ကိုသင်ခန်းစာလေးပဲယူမယ်ကို comfort လုပ်ပေးမယ်ခွင့်လုပ်ပေးမယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်အခုပြတ်သွားတဲ့စိတ်ချက်ထဲမှာ2026အတွက်ကိုပြင်ရမယ့်အချက်ကိုအတွက်အကန့်အညီဆုံးအချက်ဆိုရင်ဘယ်အချက်ဖြစ်မလဲပေါ့နော်ပြီးဆိုရင်တူ comment မှာ sharing လုပ်ထားပေးလို့ရပါတယ်နောက်ထပ်ဒီလိုမျိုးအသုံးဝင်တဲ့ lifestyle tips တွေကို Miss Way page မှာသင်ပေးပါမယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်တတာ